ပြီးသေးဘူးလားငါလည်းကြည့်ချင်နေပြီလို့ဟဲ့ငါဒီမှာကြည့်လို့တော့မဟုတ်သေးငါဒီမှာကောင်းနေပြီနေရလေခဏနေပါဦးဟဲ့နည်းနည်းလုံးလို့ငါလည်းကြည့်ချင်နေပြီလို့ဟဲ့ဒါဘာလုပ်နေတာဟောချောင်းကြည့်နေရလေကြည့်ဦးလားကြည့်မှာပေါ့ဆက်လို့ပဲဒီမှာမင်းကလေးတို့အိမ်နေရှောင်းပိတ်လို့မရတဲ့ဆွေပေးလို့မရလို့ပါဒီတော့ရွှေနဲ့မတန်ဘူးရှုံးနေပဲတန်နေနားလေလားဒါတော့အိမ်နေမဲ့နေတဲ့ကိစ္စချိုးတာဦးမင်းကလေးမလာသေးဘူးဒီဘာမှပြောနေလဲဦးတို့ပြောနေမှာမဟုတ်ဘူးပြတော့ပြောနေပါသားကိုပြောနေတာထင်တယ်ငါသားလို့ချောချောလှလှလေးတို့နင်းတို့လိုချင်ရင်တူတူတန်တန်တင်တောင်းနိုင်ပြေးစားမယ်တူတန်တင်တောင်းနိုင်ရင်နဲ့မလေးဟဲ့ပတ်စံမရှိရနဲ့ပဲဒီတစ်သက်ယောက်ျားတစ်ယောက်ရဖို့မဖြစ်နိုင်တော့ပါဘူးဟဲ့ဒီပေါ့ပတ်စံမရှိတဲ့တို့များဘဝတော့ခံရုံပေါ့အေးပါတတ်နိုင်မှာတော့လာလိုက်တာညီမလေးကိုကြီးပြောဆိုင်ရှိလို့ပြောလေကိုစေဆောင်ရဲ့ဟာနာမည်ပါသိနေတယ်သိပါဘူးဒါကိုကြည့်ပြီးမှန်းခေါ်လိုက်တာတဲ့ဟုတ်လားဟေးရပါတယ်ညီမလေးလေကိုကြီးကပြောဆိုင်ရှိလို့ပြောလေကိုကြီးညီမလေးကိုချစ်လို့အိုးကိုကြီးပြန်ချစ်ပေးမှလားလို့ယောက်ျားလေးတယောက်ကမိန်းကလေးတယောက်ကိုလေအဲ့လိုချစ်စကားကြိုက်စကားပြောလို့ရှင်3နှစ်တုံးမစဉ်းစားပြီးမှအဖြေပေးရတယ်တဲ့ဒါမှမင်းကောင်းပြီးတာတဲ့ချစ်တယ်မဲဘာပြောတယ်ချစ်တယ်လို့ကိုကြီးကိုချစ်တယ်ချီပေါက်တယ်လို့ပဲဗျာဒါနဲ့လေကိုကြီးကလေညီမလေးကိုလေတဘွားလုံးဆိုင်ရွေထားမလို့ကိုကြီးလာခိုးချင်လို့ဘယ်နည်းအဆင်ပြေလဲလာခိုးချင်လို့မြန်လေကောင်းလေပေါ်လို့ဒါပဲနော်နောက်ကြောက်တော့ဥပဒေတူနဲ့လိုက်သွားမှာဟာအဲ့လိုတော့မလုပ်ပါနဲ့ကိုကြီးကိုလေ booking number 1မှာပေးနော်မာအကြာကြီးတော့စောင့်နိုင်ဘူးနော်ဟုတ်ပြီအဲ့ဆိုအများဆုံးလာခိုးနိုင်အောင်ကြိုးစားဟုတ်ပြီမလီစောင့်ကိုရင်းပြနေစေတမန်ကျတော့တွေးပြီငါလည်းရတော့ပဲဟုတ်ပြီနာချမ်းသာတော့မေမချမင်းကောင်မလေးရွာပြန်တော့ပြီဟာကားရွာပြန်သွားပြီဖေးတယောက်လေနင်းစီလာခွန်ညွလာတစ္ဆာလားစပယ်အမလေးရွာကြီးတော့ရလေလဲကိစ္စရာကိစ္စတွေလာကူပါအောင်လို့ဖုံးဆက်ခေါ်လို့ရပြန်မှာရွာကိုလေးပြန်ချင်ဘူးကိုရမှာလေကိုကြီးတော့ပါစမကိုချင်မှုမြို့မှာနေရတာကောင်းတယ်လေစပယ်မလေးပြန်ချင်မလေးကိုခေါ်နေတယ်ငချမ်းကားဆရာကြီးရအောင်အဲ့ဒါကျမတစ်ဖက်တက်ရတဲ့ကောင်လေးငချမ်းလို့ခေါ်တယ်အမလေးငချမ်းရယ်နေဟာလေအတူတူနေတော့ဖွင့်ပြောမနဲ့အခုငါပြန်တော့မှဆိုပါရေးစားစကားလိုက်ပြောရလားဘလို့9000ကြိုးစားခဲ့တယ်ကြည့်အောင်ကျမဘူးလေ9000ကြိုးစားခဲ့တယ်မကောက်ဘူးတစ်ခါ90နေဟာလည်းတစ်ခါလည်းပြောနေငါလက်ခံပါပါနားနေအောင်နေတော့ဆိုလေငါတဘွားလုံးနေခဲ့မှာပါပြဿနာကျမထုတ်ပေးစမ်းမဟုတ်ဘူးငါပြောမှာမလေးပြောလိုက်စမ်းမနေနေငါ့ကိုချစ်နေတဲ့အကြောင်းနဲ့အများရှိမှပြောလိုက်စမ်းနားထောင်ပေးတူရင်ဖွင့်တော့မယ်ပြောမှန်းလေတမီးသူနဲ့ညာပြီးခဲ့ရလေအစင်ပြေတခုမှမရှိဘူးတမီးသူ့ကိုချစ်လုံးလို့သာတိကန်နေခဲ့တာသူပြောသလိုပဲလေတမီးတော့နှက်မှန်ပါတယ်ခင်းတော့ငတ်တယ်အမေရဲ့အမေဒီလိုတင်းတော့ခိုင်မကန်စားနိုင်တော့ဘူးတမီးအမေစီပဲပြန်လာနေရောမယ်ဝမ်းသာလိုက်တာတမီးရဲ့နင်းလေလာခေါ်ရလိုက်သွားရနော်ကွာမလိုက်မလိုက်ဘူးမေတမီးသူနဲ့လည်းကွဲမဲ့ဖွာမယ်နော်မေအိုးမိမရဲ့ဈေးထဲမှာမတွေ့လို့လိုက်ချာနေရမိမရောက်ခမအိမ်ကိုရောက်နေတာ哦လာမိမပြန်မယ်လားဟဲ့ကောင်ဘာလာလို့တာလဲငါ့ယူငါသမီးကငါနဲ့နေတော့မှနင်းတော့မလိုက်ဘူးမင်းကလည်းအဲ့လိုလုံးလို့မရဘူးလေကျွန်တော်မိမကျွန်တော်အဝတ်တွေချော်ရအောင်မယ်သမီးတွေချက်ပေးရအောင်မယ်မိမလည်းအားလည်းမဟုတ်ပဲနဲ့ဒီမှာရောက်ခမနဲ့အာလူလာဖုတ်နေလာပြန်မယ်ဟုတ်သားပဲအမေသူပြောမှပဲလေတတိယအိမ်မှာလှုပ်ရှားရရားရှိသေးဟဲ့သမီးကွမ်းမယ်လေဟဲ့သမီးတေချာစဉ်းစားကြည့်ရမှာလေအမေနဲ့နေခဲ့ရ18နှစ်သူနဲ့နေရအခု2နှစ်ပဲရှိသေးရဆိုတော့လေသူနဲ့မကွဲချင်သေးပြီးတော့သူလည်းတကူတကကြီးလာခေါ်တာဆိုတော့ပြန်လိုက်တာဟဲ့ဦးမေနော်တတသမီးမိုက်ငါ့အတိုင်းပဲလင်းထိတ်ထားစံချက်နေစက်မင်းတော့လေမွမွေးပေးပြီးငကက်တွေချွတ်အန်းခဲ့ငါတိပြီးပြီတိပြီးတဲ့တိုင်ထားလိုက်လေဘာလို့မေးနေရတော့ထားလိုက်ရတော့မှာမဟုတ်ဘူးလေငါနဲ့ကိုချစ်လို့ပေးပါချင်မညဇက်မင်းတော့အန်းအောင်ညတော်တော်တန်ဘူးထားတယ်မိမပဲရှင်ကျမလို့မပြောနဲ့
ကျမမင်းသားကိုပေးတယ်ဆိုတာလေအဲ့ဒီမင်းသားရဲ့အမှုပညာကိုမျက်နှိုးလုံးလုံးရိုးရိုးတတဖြူဖြူစင်စင်ကျမစုချတာရှင်းလို့မျိုးလေ KTV ကကောင်မဒီကိစ္စနဲ့အန်းခဲ့တာမဟုတ်ဘူး ဒီမဲ့ငါအားနာမဟုတ်ဘူးထောက်ပံ့တာသူ့နောက်မှာမိခုနဲ့မိသားစုတွေအဆင်ပြေပါစေဆိုတဲ့စိတ်နဲ့ငါပေးလိုက်တာနော်အနည်းဆုံးတော့ကုတူရတယ် ဒီမှာမပြေလေတဲ့မိသားစုတွေထပ်ပတ်နေတာမှအဲ့ဒီတွားစရာမလိုပါဘူးရက်ကွက်ထဲမှာလက်ညှိုးထိုးမလွယ် အေးငါလေမပြေတဲ့အိုးဖြည့်တာနင့်လိုမျိုးပြေရှာပုံနေတဲ့အိုးဖြည့်တာမဟုတ်ဘူးနာဘူးမရဲ့ ရှင်းကျမအဲ့လိုမပြောနဲ့နော် ဟုတ်ပြီသာသာပေးထားလားပေး ဘာလို့လဲ ဘာလို့မှလဲကျဲစင်းကိုပေးမှာပေါ့ ဟာမပေးပါဘူးအခုကနေတဲ့ဇက်ကအစော်လေးနဲ့မင်းသားကိုဆွချမလို့ ဟာမရပါဘူးလက်မြုံပေးပါမယ်ဆို မင်းသားကိုပေးမှာ ဟာကေတီကိုပေးမယ်ကွာ မင်းသားကိုပေးမှာ မရအောင် stop ဒီကိစ္စမှာကျမမှန်လား ကျွန်တော်မင်းလား ကိုမမဖြေတော့ပေးအောင် ကောင်းမအောင်ကြည့်ရင်နင်းနဲ့ငါလည်းပြန်ရှင်းမယ် ဟိုစိတ်တက်မစိုးရင်နော်ငါမိမောင်နဲ့ရီးစားဖြစ်သွားပြီ နင်တို့ကဘယ်ချိန်ကလေးကရီးစားဖြစ်သွားကြရလဲ ဒီလိုပါပဲညီမများကြီးကချစ်ချမ်းဝင်သွားတာ ဟောနေရီးစားတိရသွားဆိုတော့လက်ဆက်သက်တော့ငါမောင်ကို ငါ့ကိုစိတ်တက်မစိုးဘူးလား စိတ်မဆိုးပါဘူးသူငယ်ချင်းရဲ့နင်သားလေးခံတင်လို့ငါမောင်နဲ့တာညာသွားမယ်ဆိုနင်နဲ့ငါနဲ့တစ်သက်လုံးသူနေရပါလေခဏလေးနေအောင်လာလာစမ်းမဘာလဲမရဲ့မလည်းဟိုကျွန်တော်ကောင်းမလေးရှိနေလေအဲ့လိုထားစလို့ကောင်းမှမလားလေနင့်ကောင်းမလေးဆိုမယ်ငါတငယ်ချင်းရင်ခောက်ကြီးပါနင်တို့ညောက်ကလည်းချစ်သူကြီးစားဖြစ်တာအဲ့လိုကောင်းမြင်ရသလားဒီကောင်မလည်းသူ့ ES ကိုမွန်းလို့တာအရန်ကိုလွယ်နေရောပဲဟဲ့နင်တို့ညောက်ဘလူးကြီးစားဖြစ်သွားလဲငါ့ကိုပြောပါအောင်ဟောအဲ့ဒါလားအမရဲ့တငယ်ချင်းစီမလေးကိုဝင်ရှိနေပြီတဲ့ဒါမဲ့ဘယ်သူနဲ့ရလို့ရမှန်းတော့မသိဘူးသူ့ရဲ့ကိုဝင်ကိုလေတာဝန်ယူရဲတဲ့ယောက်ျားကိုအချစ်ချစ်ဖြေပြန်ပေးမယ်ဆိုတာနဲ့ကျွန်တော်လည်းအချိန်ရှိခိုင်လုံးဝစိုက်လိုက်တာသူနဲ့ကျွန်တော်နဲ့ရီးစားဖြစ်သွားတာပဲဟဲ့ဒါဆိုငါမောင်နေရာနွားပြီပေါ့တချင်နဲ့ယူဖြစ်ကအောင်မအယောလေ ဘလို့ကျမကျေးဇူးတောင်ရှာရည်သားရသွားတယ်ဘလို့ဆိုင်လာလဲဘာလဲဘလို့လဲပြောဒီနေ့ဘလို့ပြော ကျွန်တော်ရီးစားတခြားသူမဟုတ်ပါဘူးကျုံသိပါတယ်အော်မမမအဆောင်ညာကြိုက်လား ထက်ဝေးနေဒါမလို့လုပ်လိုက်တာလဲတငယ်ချင်းအရင်ကြီးကိုဟဲနေမို့လို့လုပ်ရတယ်အခုတော့လေစပယ်ရင်တငယ်ချင်းနေမို့ဖြစ်ကုန်ပြီ တကယ်ကြီးငါ့ကိုခွလို့ပါ ဟာတွားစမ်းပါနေဟာလေငါနောက်ကျော်တွားနေအထက်ထက်ကြိုက်ခဲ့တဲ့သူပဲငါတော့လေနေကိုယုံကြည်လို့သူ့ကိုတွား6နိုင်နေကိုအဖော်ပြေခေါ်ခဲ့တာ ငါလည်းနေအဖို့ခေါ်တော့လိုင်းနဲ့သူ့ကိုမြန်မာများပြီးချစ်ချမ်းဝင်သွားလေ ဟုတ်တယ်ကျွန်တော်လဲလေပုံမှန်ဆိုမမအောင်တတိမထားမိပါဘူးဒါပေမဲ့ခမည်းနောက်မှာမြင်တဲ့ကက်ကက်ပါပြီးလိုက်လာတော့လေသူ့မြင်ပန်များပြီးချစ်ကျွမ်းဝင်သွားတာနော်မမ အမလေးနင်တို့ကမြင်ပါများပြီးချစ်တွန်းဝင်နေဆိုတော့ငါဘာဖြစ်သွားပြီလဲ ညာနဲ့မောင် မောင်ရီသွားကြဆိုကျမ ငါလိုက်ပြီပါလို့ညာတော့ လာလိုက်တာအဖေရတော်တော်ရိုက်ညာလေ အဲ့တက်တော့နင့်ကသမင်းမကြွေးဘူးငါအခုခန်းချင်ဒီတော့ပို့ရမှာငါအလောက်ကပဲနင့်ကသမင်းကြွေးတာပေးငါပလိုက် ခဏလေးပါအဖေရပလိုင်းလေးနဲ့ချစ်စရာလည်းကောင်းအောင်လို့မတစ်ချက်လေးတော့ပဲရိုက်ပါဦးမယ် ဘာလဲငါမတည့်ရစောင့်နေရမှာလားပေးစမ်းပါအရင်မြဖတ်မြပဲတနေ့တနေ့လုံနေတော့ပဲဘာမှမသိဘူးအငယ်မနင်ရောဘာလုပ်နေရတော့ ဟိုဆန်အတွက်စာကြည့်ချက်နေရဖေ ကဲအငယ်မဟုတ်တော့နင့်ကိုအငယ်မချင်းနေကြွေးရမှာသိလားငါသမီးလိန်မာတော့လေငါသမီးကောင်းစားမှာနေရတော့နော် ဟင်းကြောင့် ကဲကြားလုံးမကောင်းကြသေးရလားအငယ်မဖြစ်တဲ့သူကတက္ကသိုလ်ကျောင်းတက်ရတော့မယ်နင်ကလေ10ရောက်သဘုံဘုံကြလို့ကောင်းတော့ဒီနေ့မှမအောင်ရင်နင်နော်ကျောင်းထွက်ဖေးဖြစ်တဲ့သူကဟိုမှာနေဘူးကျဲထဲမှာလောက်ကကျွေးမွေးရတော့နင်ကလေဖေးလုံးဝမငဲ့အောင်နော်အခုလည်းငါပြောကြားလားအားနေဒီတစ်တော့ပဲကြည့်နေရနင်ဖုန်းသိလိုက်လောလိုက်ကဲဆိုမသိရနော်ကဲငါသမီးလေးအောင်ဘာလို့ကြည့်လဲအဖေရအောင်စူးစမ်းပေးမယ် ဟောဘာမှမလိုပါဘူးဖေရဲ့တမီးကလေဖြစ်နိုင်ဖေကိုဘာမှတော့မလုပ်စေချင်ဘူးတမီးပဲရှာပြီးတော့ကျိုးမွေးချင်တာ ကဲငါသမီးငယ်လေးရဲ့